အားလုံးပဲမင်္ဂလာပါ brother တို့စီမှာ auto clicker ဆိုတဲ့ application တစ်ခုရှိအောင်နဲ့ COC Catalog Clan မှာ Farming Auto လုပ်နည်းကိုသိပြီးကြပြီလားမသိရင်ကျွန်တော်လည်း လိုက်လုပ်ကြည့်ကြမယ်နော်ဟုတ်အရင်ဆုံး auto clicker ကို Play Store က download လိုက်ပေါ့ကျွန်တော်မှရှိတော့ကျွန်တော် download ပြတာပေါ့ဟုတ်ကျွန်တော်ဒါတော့ open နဲ့နောက်ပြီးသူပြခိုင်းတဲ့ permission ကိုနှိပ်ရမှာပေါ့ကျွန်တော် download auto clicker 10 second ဆောက် permission လို့ဆိုတော့ကျွန်တော်ရောက်သွားပြီပေါ့အဲဆိုအပေါ် single target mode မဟုတ်ပဲနဲ့အောက်က mode ကို new concrete လာမသိဘူးအဲဒီနေလိုက် COC လည်းဝင်စောပြဆူညမ်းတယ်ဒီမှာဆိုရင်ကျွန်တော်တိုက်ပြမှာပေါ့အဲထက်နဲ့တိုက်ပြမယ်ဒါဘယ်လိုတင်ရဟုတ်တယ်အဲထက်ငါကောင်ပူငါဘူချမလဲအောင်တော့အော်တော့ချမလဲကျော်အဲထက်ပဲတုံးမယ်မနကားရိုက်လည်းမသိဘူးနကားကျွန်တော်ပြပေးမယ်နော်ခဏလေးနကားရိုက်ကျွန်တော်နကားထည့်မယ်ခင်းမထည့်အောင်ခင်းလည်းမနကားထည့်အခုအစင်ပြေတဲ့ပတ်လေးထည့်ပြလိုက်equipment တော့လေ equipment ကိုအစင်ပြေတဲ့ equipment လို့ကျွန်တော်အစင်ပြေတဲ့ equipment တွေကျွန်တော်လုပ်လိုက်အောင်ခွင်းအောင် ability စသသုံးပါအဲ့တော့တခြားကိုမြင့် level မြင့်တဲ့ဟာဆိုကျွန်တော်ဆို healer ထည့်မယ်နောက်ပြီးရင်ဘာရှိမလဲ giant ထည့်ပေါ့ level မြင့်တာလေးပဲကောက်ထည့်ခွင်းနေရမှာ RC ထည့်အကောင်းမှမသိတော့မှာရခေဘာနောက်မှပြမယ်ဆိုတော့ကျွန်တော်အကြမ်းမြင့်ပဲပြမှာဆိုတော့ကျွန်တော် auto clicker စသုံးမယ်ဗျာဒီမှာအစပြန်သုံးမယ်ပလက်အပေါင်းလိုက်ပေါင်းလိုက်လိုက်မယ်ပေါင်းလိုက်ပြီးရင်ဒီ 5 match မဟုတ်ဒီ 5 match 1500လည်းနေလိုက်မယ်နောက်တစ်ခုခလုတ်တစ်ခုထပ်နေအထက်ကိုနေလိုက်မယ်အဲ့လိုရှာပွဲရှာတဲ့အခါကျကြာကောင်းကြာနိုင်အဲ့ဒါကြောင့်သူ4စက္ကန့်5စက္ကန့်တွင်းထားပေါ့လိုင်းကောင်းသူတော့5စက္ကန့်ထားလိုက်တယ်ဒါကြောင့်ဆွဲရကျွန်တော်ဒီဆွဲလိုက်ဆွဲကြည့်ပါတော့ဒီလိုဆွဲလိုက်ရင်ဒီရောက်သွားလိမ့်မယ်ဒါကျွန်တော်နမူနာပြအပေါင်းခလုတ်ထနေငကားချမယ် Dragon Slot နေလိုက်ချမယ်နေရာလေးကိုတေချာလေးချအရေးကြီးစေကောင်ရှိရအခုတကောင်2ကောင်3ကောင်4ကောင်5ကောင်6
6ကောင်9ကောင်10ကောင်9ကောင်10ကောင်ခဏပြတာပြောင်းစား select ဒီကောင် select နဲ့ရွေးမယ်ပစ်ရွေးပြီးပစ်အလုပ်ရင်း12ချမယ်ပြီးရင်ခွင်းကို select နဲ့ခွင်းကိုချဒီကောင် select နဲ့ဒီကောင်ချနှကောင်နဲ့နှကောင်ဒီမှာချနောက်ပြီးရင် back spell နဲ့17လုံးတစ်လုံးနှလုံး3လုံး4 5 6 9 10 9 10 17 okay ကျွန်တော်ဝါဒန်မချသေးဘူးဝါဒန်နဲ့ဝါဒန်မှာချဝါဒန် ability နဲ့ခုန ability မနှိမ့်မိလိုက်ဘူးခွင်း ability နဲ့ရော ability နဲ့ရော ability နဲ့နေပြီးရင်အပေါင်းလက္ခဏာဆက်ထား embedded နဲ့40နဲ့40ကပဲပါဒီမှာကျွန်တော်ကစက္ကန့်60ပဲထားလိုက်10မိနစ်ပေါ့ပဲ60ပဲထားစက္ကန့်60 10မိနစ်နောက်ပြီးနမူနာပြမယ်ဒီအခုကျတော့ embedded ကိုနှိပ်လိုက်ရတယ်တခါလဲဒီ base ကိုရောက်သွားတယ်ကျွန်တော်ရဲ့တိုက်တဲ့ခါကျရင် throw ချပြီးတဲ့ခါကျရင်သူ okay လားမ okay လားနှိပ်ရသေးတယ်အဲဒါကြောင့်ကျွန်တော်41နေရာမှာကျွန်တော်တွေ60စက္ကန့်ထားတယ်ကျွန်တော်ပြပြခုနကိစ္စကျွဲကုန်ချတယ်ဆွမ်းသားပေးလားမပေးလားဆိုတာ okay ထည့်နှိပ်ခိုင်း40နှစ်ပြီးတော့43ဆွမ်းသားပြီး43 44 return home 44နေရာမှာ3စက္ကန့်ဖြစ်ပြီး4စက္ကန့်5စက္ကန့်အဲ့လိုထားလိုက်ပေါ့ဘာလို့လဲဆိုတော့ဒီမှာတော့ခလုတ်ကိုစားနေခြင်းကြာမှာမီလီစက္ကန့်စက္ကန့်ရင်ချင်းရတယ်return home ကိုနှိပ်တဲ့ခါကျရင်လိုင်းမကောင်းရင်ကြာကောင်းကြာနိုင်အဲကြောင့်5စက္ကန့်အဲ့လိုအနည်းဆုံးထားပေါ့ကိုအဆင်ပြေဘူးဒါဆိုကျွန်တော် throw ချပြီးသွားပြီသူကသူ auto farming ဖြစ်အောင်ကျွန်တော်လုပ်ကြည့်လိုက်မယ် okay let's go တော့ stack လို့နှိပ်လိုက်မယ်သူကသူလောက်သွားလိမ့်မယ်ဆောက်လာတဲ့လွယ်ပြန်ကြည့်မယ်နော်1အရင်မြန်သွား2 3 okay let's go ဆိုင်နေလိုက်ဒီမှာ5စက္ကန့်စောက်ခိုင်းထားခုနတိုင်းမကောအဲ့ဒါနဲ့လွယ်စလွယ်လိုင်းမကောကျွန်တော်တို့ဒီမတ်3နေရာမှာ5စက္ကန့်အစားနောက်ထပ်ပူထားလိုက်မှာဗျာအခု6စက္ကန့်လောက်လိုင်းမကောရင်တိုးသွားပါလိုင်းကောင်းရော4စက္ကန့်3စက္ကန့်လောက်နဲ့ပွဲလဲရအောင်ပြန်စားကြည့်မယ်နားလဲလားမသိနားမလဲရောလာမေးပေါ့အချမ်းမြင်လိုပဲပြောရမှာပေါ့သူကသူလောက်ပါချတယ်ပတ်စပဲတုံးမယ်ဝါဒန်ချမယ်ဝါဒန်ပဲလက်တီတော့ဘောပဲလက်တီတော့ဒါတော့ကိုယ်လက်ကြည့်လို့ရတယ်အနည်းဆုံးများပါတော့ဘွဲကိုကျက်တွင်းရရတယ်တော့များအဲ့လိုပုံစံမျိုးနဲ့10မိနစ်15မိနစ်20လောက်လုပ်ထားလိုက်ရင်ကျွန်တော် family ရဆိုတော့ဘွဲပါမြင်ရပါတော့နော်သူကသူဆမနာခေါ်ကိုသူ့နေတော့ကျေနေရာလေးရောဆမနာဗျာကျေရရောအဲ့လိုရသူကသူအံ့သွားလိမ့်မယ်စက္ကန့်60ကျွန်တော်ရေးထားတယ်စက္ကန့်60ပြည့်ရတယ်သူကတော့အံ့သွားတယ်
là tôi okay là hòa Java cho nó lại mà có rồi return home nè mà Java cho return home là nào xong number thì sẽ không nhà mà cho nó thì sẽ không màu thì sẽ liên hệ mà cho nó nhưng mà không nên second là thay thì mà ai về nhau mấy cũng sao cho nó gì vậy tôi là family lâu qua đi mấy easy về thì trái đi về cho nó thay đi này về trả lại sẽ second là thay bây giờ mà để lại mà có sẽ second thay lại mấy lại có your brother scan này tí bài nó brother 2 3 3 နေရာမှာကျွန်တော်10 second လောက်ထားလိုက်မယ်ရတယ်ဒါဆိုရင်သူ့ဘက်သူအောက်ကိုဆွဲချတယ်ငါကောင်း speed up လုပ်ပြီးတော့ for ချမယ်နောက်ဆုံးမှ validity တောင်းပါပေါ့ကိုစိတ်ကြိုက်လို့ပြင်လို့ရ validity ထုတ်သုံးလိုက်အနည်းဆုံးတပွဲကိုချက်သွင်းရတယ်စဉ်းစားကြည့်ဒီလိုပုံစံမျိုးကိုမိနစ်20လောက်ယူထားရင် family ကပြည့်ပြီးတော့ကျွန်တော်ဝေါ်ပဲတင်လို့ရဒါပေမဲ့တခုတော့ကျွန်တော် delete ပေးပြရစီဘာလဲဆိုတော့ auto click ကျွန်တော်ချက်ချီဗီဒီမှာမေးကြည့်ရပေါ့နော် auto click ကိုတုံးပြီးတော့ကျွန်တော်ရဲ့ cloud clan COC မှာ auto farming လုပ်ရင်ဘန်းခန့်ရနိုင်ရှိလားဆိုတော့သူဘက်ကဘာပြောလဲဆိုတော့ဘန်းခန့်ရနိုင်ရှိပါတယ်အကောက်ဘန်းသွားအကောက်လောကြရှိကောင်းရှိနိုင်ရပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အာမောင်းခံပေးပါဦးဒါပေမဲ့အခုထိတော့ဘန်းလာ auto click ကတုံးပြီးတော့ဘန်းလာမျိုးတော့မရှိသေးပါဘူးကျွန်တော် auto click နဲ့ဘာလုပ်လို့ရမလဲတချို့ဆိုရင်ဒီအကြောင်းမသိတဲ့လူတွေဆိုရင်ကျွန်တော်ဘက်ကလည်း wall app ရဲ့ service ကိုပေးပြီးတော့ပတ်စံရှာလို့ရပါတော့နော်ဒါမဲ့ကျွန်တော်မလုပ်တော့ပါဘူးသူများတက်တွေလည်းမလုပ်ချင်ပါဘူးဟိုဘန်းဝိုင်းနဲ့အဲဒါကြောင့်နာမည်ပြတ်မှာဆိုလို့ဒီလိုမျိုး family လုပ်လို့ရဆိုအကြောင်းလေးသင်ပေးလိုက်တာပါဒါတော့သူ family လုပ်ပြီးသွားရင်အဲဆိုကျွန်တော်ဗီဒီယိုလေးရက်ပါတော့မယ်နောက်ထပ်ဒီလိုမျိုးအသုံးဝင်တဲ့အချက်လက်တွေတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်အကောင့်ကို subscribe လုပ်တာဖြစ်ဖြစ် Telegram channel subscribe လုပ်တာဖြစ်ဖြစ် YouTube channel subscribe လုပ်တာဖြစ်ဖြစ်TikTok အကောင့် follow လုပ်တာဖြစ်လုပ်ပြီးတော့ share ပေးကြပါနော်အထိုးနည်းလူလက်ကောင်းမယ်ဒီပြကျွန်တော် bonus base ညဘက်အိမ်မှာဆိုရင်ကျွန်တော်တွေအဲ့လို auto clicker နဲ့ချမယ်နောက်ပြီးဒီများအဝါရောင်များတွေ့လားအဲ့လိုဆွဲတဲ့နော် browser တုံးကြည့်သိမှာပါဒီလိုဆွဲလိုက်မယ်ဒီအကောင့်လေးနေမယ်ဒီလိုရှင်းမယ်နောက်ပြီးပြန်ပြီးတော့ဘယ်ပြန်စမယ်မသိဘူးဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာဆက်လုပ်ပေးမယ်ဗျဒီဗီဒီယိုလေးရောဒီလောက်ပါပဲ14မိနစ်စာဗီဒီယိုလေးအသုံးဝင်မယ်လို့ထင်ပါတယ်browser အတွက်အသုံးဝင်မယ်ဆိုရင်ကျွန်တော် comment တွေမှာအသုံးဝင်ပါတယ်လို့ခုဖြစ်ဖြစ်ရေးပေးပေါ့နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်